ကျေးဇူးတော်ရှင်ဆရာတော်ရှင်သူမြတ်ကြီးဗျာယနေ့ညသာသနာတော်နှစ်2565ခုနှစ်ကောဇာတက္ကရာ1383ခုနှစ်တပူရဲလပြည့်ကျော်4ရက်ခရစ်နှစ်2022ခုနှစ်ဖေဖော်ဝါရီလ19ရက်စနေနေ့ညဓမ္မဒါနကုသိုလ်ရှင်များဖြစ်ကြသောမိဘများအားမှုထား၍မိမေအေတန့်ဤမွေးနေ့ကိုဟိန်းလင်းမဖြိုးဤအောင်ဝင်းခင်မိသားစုနှစ်ဖက်မိဘများအားရည်စု၍ဥမမောင်တော်ဒေါ်အေးမြေသမီးရီမွန်တော်မြတ်မွန်တော်မိသားစုဒေါ်အေးမြေ62နှစ်ပြည့်မွေးနေ့အလှဓမ္မဒါနမိတ်ဆွေပေါင်းများမှစုပေါင်းဆင်ရင်ကျင်းပပြုလုပ်အပ်သောအွန်လိုင်းဓမ္မသဘင်နှင့်ဆက်လျက်ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ဘုရားကြီးမှတရားဒေသနာတော်များဟောကြားခြင်းဖြင့်ပေးသနာတော်မူပါယံဘုရားတို့ရောခြေတော်ဆုံးဥက္ခ၍ယုံသေးစွာလျှောက်တတ်အပ်ပါသည်ဗျာသာသနာတော်နှစ်2565နှစ်ဩဇာတက္ကရာ1383ခုနှစ်ထိုရလာဝိကျော်4ရက်2022ခုနှစ်ဖေဖော်ဝါရီလ19ရက်စနေနေ့၌အွန်လိုင်းမှာဟောကြားအပ်သောအန္တရာနှင့်နိဗ္ဗာန်အပိုင်း1တရားဒေသနာတော်တန်တရားအကြောင်းနဲ့နိဗ္ဗာန်အကြောင်းဒီနှစ်ခုကဆက်ဆက်နေတာဖြစ်လို့တန်တရားရှိတာတန်တရားရှိတယ်လို့တန်တရားကထွက်ရလွတ်မြောက်ရနိဗ္ဗာန်ဆိုလည်းရှိဘုရားဘာသာမှာတော့တန်တရားနဲ့နိဗ္ဗာန်လို့ပါဠိစာပေမှာတန်တာရနဲ့နိဗ္ဗာန်တန်တာရရဲ့အကြောင်းကိုအနာမတေကောယဘိခွေတန်တာရောလို့အနာမတေကသုတ်တံမှာတန်တရားအကြောင်းကိုဟောပြောခဲ့တာဖြစ်တယ်ပေါ့ဘာသာတိုင်းမှာတော်များကတန်တရားရှိတယ်လို့လမ်းစုံပတ်တိုင်းနိဗ္ဗာန်ဆိုလည်းရှိကြတယ်သို့သောခေါ်တော့မတူကြဘူးနိဗ္ဗာန်ကိုမောက္ခဆိုတဲ့အသုံးနဲ့လည်းသုံးတယ်လွတ်မြောက်ခြင်းဆိုတဲ့အဓိပ္ပာယ်အဲ့ဒါဘုရားဘာသာမှာတော့တန်တာရနဲ့နိဗ္ဗာန်သို့မဟုတ်မြန်မာလို့တန်တရားနဲ့နိဗ္ဗာန်ဒီနှစ်ခုမသာနာလဲဖို့လိုတယ်ပေါ့တန်တရားဆိုတာပါလေတို့ပြောလို့ရှိရင်တန်တရားဆိုတာခန္ဓာတို့ရဲ့ဖြစ်စဉ်ခန္ဓာကိုယ်ပဲကြည့်ချလိုက်တော့အာရဏဓာတ်တို့ရဲ့စင်စမပြတ်တဲ့ဖြစ်စဉ်တစ်ခုကိုတန်တရားလို့ခေါ်တာလေပတ်ပြီးတော့ဖြစ်နေတာဖြစ်ပေါ်လာလိုက်ပျောက်ကွယ်သွားလိုက်ဖြစ်ပေါ်လာလိုက်ပျောက်ကွယ်သွားလိုက်နဲ့လူရရဲ့တဏ္ဍမှာခန္ဓာ၅ပါးသည်ဖြစ်ပေါ်လာလိုက်ပျက်စီးသွားလိုက်ဖြစ်ပေါ်လာလိုက်ပျက်စီးသွားလိုက်တနည်းအားဖြင့်ပြောရင်ဘဝမှာမွေးဖွားလိုက်သေဆုံးလိုက်မွေးဖွားလိုက်သေဆုံးလိုက်နဲ့အဲ့ဒီစင်စမပြတ်တဲ့ဖြစ်စဉ်ကြီးကိုတန်တရားလို့ခေါ်တာပဲတန်တာရပြောင်းလဲနေတဲ့ဖြစ်စဉ်ကြီးထာဝရပြောင်းလဲနေတဲ့ဖြစ်စဉ်ကြီးလို့ပြောတာအဲ့ဒီထာဝရပြောင်းလဲနေတဲ့ဖြစ်စဉ်ကြီးဟာအနေရကင်းသလားလို့ဆိုဘယ်အနေရကင်းမှာတော့အိုခြင်းနာခြင်းသိခြင်းဆိုတဲ့ဆင်းရဲဒုက္ခတွေနဲ့အ ਨੇ ဆုံးရင်ဆိုင်ကြရတာဖြစ်တယ်ပေါ့လူပဲဖြစ်ဖြစ်နတ်ပဲဖြစ်ဖြစ်ပြမပဲဖြစ်ဖြစ်ဝိဖွာလာပြီးနောက်အိုခြင်းနာခြင်းသိခြင်းနောက်ဆုံးမှသိဆုံးခြင်းဆိုတာတော့မလွဲမသွေရင်ဆိုင်ကြထာဝရတည်မြဲတဲ့ဘဝရဆိုတာမရှိဘူး
ဒါကမရှောင်လွဲနိုင်တဲ့ဒုက္ခဘက်ကရှုတော့ငါပြောတာမှတ်သားနားလည်ရမှာတော့တန်တရားထဲမှာအဆိုးဆုံးဒုက္ခဆိုတာလဲကြုံခဲ့ပြီးပြီအကောင်းဆုံးချမ်းသာဆိုတာလဲခံစားပြီးပြီအဆိုးဆုံးနဲ့လဲကြုံတွေ့ရတာပဲအကောင်းဆုံးနဲ့လည်းပဲကြုံတွေ့ရတာမြတ်စွာဘုရားကိုယ်တိုင်ကအနမတေကဒေသနာမှာအဆိုးဆုံးကြုံတွေ့နေတဲ့ပုဂ္ဂိုလ်နဲ့ပတ်သက်ပြီးတော့ဒီလိုရှိလျက်လာတဲ့တန်တရားကြီးမှာငါလည်းပဲကြုံတွေ့ပြီးတယ်လို့စဉ်းစားလိုက်ပါချမ်းသာဒုက္ခခံစားနေတဲ့ပုဂ္ဂိုလ်တွေ့ရင်လည်းပဲဒီလိုရှိလျက်တဲ့တန်တရားကြီးမှာငါလည်းချမ်းသာဒုက္ခကိုခံစားဘူးတယ်30ဘုံမှာအနာဂတ်ပုဂ္ဂိုလ်တွေသာဖြစ်နိုင်တဲ့သုဒ္ဓဝါဒ5ဘုံအဲ့ဒီသုဒ္ဓဝါဒ5ဘုံကလွဲရင်ကျန်တဲ့ဘုံတွေမရောက်ဘူးတဲ့ဘုံဆိုတာမရှိဘူးလူတိုင်းဟာရောက်ဘူးတဲ့ဘုံတွေကြီးပဲမသေးဘူးတဲ့နေရာဆိုတာလည်းမရှိဘူးမရောက်ဘူးတဲ့နေရာဆိုတာလည်းမရှိဘူးမစားဘူးတဲ့အစာဆိုတာလည်းမရှိဘူးဘုရားရှိလျက်တဲ့တန်တရားကြီးတွေမှာအတွေ့အကြုံတွေကဓမ္မစုံနေလို့မဖြစ်ဘူးတဲ့တဏ္ဍဝါဆိုတာလည်းရှိမှာမဟုတ်ဘုရားရှိလျက်တဲ့တန်တရားကြီးမှာအချင်းချုပ်ပြောလိုက်ပဲဆိုရင်တို့တွေဟာအဆိုးဆုံးဒုက္ခကိုလည်းခံစားဘူးတယ်အကောင်းဆုံးချမ်းသာကိုလည်းခံစားဘူးတယ်ဘယ်ရာမှတန်တရားထဲမှာတည်မြဲတာမဟုတ်ဘူးအခုလို့ကိုဗစ်ယောဂဆိုတာလူတွေကိုသိစေတတ်တဲ့ယောဂမျိုးဟာဒီခေတ်ဒီကမ္ဘာမှာသာပေါ်တယ်လို့ထင်ကောင်းထင်မိလိမ့်မယ်ဒီတဲ့ဆိုးတဲ့ယောဂမျိုးတွေလည်းပဲပေါ်ခဲ့တာဖြစ်မယ်ရသော်ရလက်ထက်ကတော့အခေါ်ရင်းသာမတူတာဟိဝါဒရောဂဆိုတာရှိတယ်အတိပ္ပယ်ဖွင့်တော့မာရိဗျာတိတဲ့မာရိဗျာတိဆိုတာသိစေတဲ့ယောဂလို့ပြောတာအဲ့ဒီယောဂဆိုရင်အသက်ရှင်တဲ့လူမရှိဘူးကိုယ်ပဲကုသခံရရင်သိဆုံးရတယ်ဆိုတာအကုန်လုံးသိတာမဟုတ်အဲ့ဒီအဟိဝတ္တရောဂဆွဲကပ်သွားရင်တော့အကုန်လုံးသိတာကြီးပဲပလိယောဂတို့လို့အမှန်ဆိုးတဲ့ယောဂမျိုးအဟိဝတ္တရောဂလို့ခေါ်တာဒါဖျားလက်ထက်ကလည်းကြုံခဲ့တာပဲအဲ့တော့လောကမှာတန်တရားတွေမှာမဖြစ်ဘူးတဲ့ဆင်းရဲဒုက္ခမခံစားဘူးတဲ့ဆင်းရဲဒုက္ခမတွေ့ကြုံဘူးတဲ့ချမ်းသာဒုက္ခဆိုတာမရှိဘူးလို့ဒါကြောင့်လို့ပြောတယ်အဲ့ဒါရှင်နေရတဲ့တန်တရားတွေမှာအတွေ့အကြုံတွေလည်းစုံလာပြီသို့တော့ဘာဖြစ်လို့တရားတွေဟာဒီလောက်စုံတဲ့တန်တရားတွေမှာအချိန်ချင်းကြုံတော့လည်းပဲတန်တရားဘဝကိုတွေ့တာနေကြတယ်လေဆိုလို့ရှိရင်အဝိဇ္ဇာကဖုံးထားသည့်အတွက်ကြောင့်ဆင်းရဲဒုက္ခကိုမမြင်ဘူးချမ်းသာဒုက္ခကိုပဲမြင်တယ်ဒုက္ခဆိုရင်မြန်မေ့ပြလိုက်ကြပြီးတော့ချမ်းသာဒုက္ခဆိုရင်လူတွေကရင်ထဲမှာဆွဲနေအောင်မှတ်ထားကြတယ်ဒါကြောင့်ဘာနဲ့ဥပမာတူတော့ဆိုလို့ဖြစ်လျက်ဖြစ်စီတော့ဆိုတဲ့စိတ်မျိုးနဲ့လည်းပဲအာယုံ၅ပါးကာမဂုဏ်တရားနောက်လိုက်ကြတာပဲလေအဲ့တော့လူရဲ့ဘဝဟာစဉ်းစားကြည့်စွန့်စားတယ်အတွင်းချဆိုအသက်အသေးခံပြီးတော့စွန့်စားကြတယ်ဆိုတာဘ
ဘာနဲ့စွန့်စားတာတော့ဆိုရင်လောဘနဲ့စွန့်စားတာပဲအဲ့ဒီကလောဘဘယ်လောက်စွမ်းဆောင်နိုင်တယ်ဆိုတာရှိလောကမှာလူတွေဟာအသက်ကိုတွေ့တာတဲ့တဏှာကိုစီဝိတတာလို့ခေါ်တယ်စီဝိတအာသာအသက်ရှင်လို့တဲ့တဏှာဥစ္စာကိုရလို့တဲ့တဏှာကိုတဏှာသာလို့ခေါ်တယ်တဏှာကဥစ္စာအာသာတွေ့တာမှုရခြင်းမှုအဲ့ဒီနှစ်ခုတောင်မှပဲအသက်ရှင်နေတာနဲ့ဥစ္စာရလို့တာဒီနှစ်ခုရှင်ပြိုင်ပြီးတော့လာလို့ရှိရင်လူရဲ့စိတ်တွေဟာဘယ်ဘက်ကိုအလေးပေးသွားတော့ဆိုရင်ဥစ္စာကိုရလို့မှုပဲအလေးပေးသွားတယ်ဒါကြောင့်မို့စွန့်စားမှုဆိုတာပေါ်လာသိခြင်းသိပြီကြီးဒါရဖို့အရေးကြီးတယ်ဆိုပြီးတော့နော်အသက်ကိုစွန့်ပြီးတော့ဥစ္စာကိုရအောင်ယူချတာအဲ့ဒါမှအန္တရာယ်များလာပါတယ်ဆိုတော့ပင်လက်ခရီးတွေဖြတ်တန်းပြီးတော့သွားတယ်ပစ္စည်းဥစ္စာရအောင်ရှာတယ်ဒုတိယကမ္ဘာစစ်အတွင်းကမြန်မာနိုင်ငံမှာကျွမ်းကျင်အောင်လို့ခေါ်တဲ့လေမြအမဲကြီးနှစ်စင်းကအေယာဝတီမြစ်ကိုအပေါ်နေပြီးအနိကပြန်ပြီးတော့စုံကြီးဆန်းကြီးနဲ့ပြစ်နေတာအဲ့ဒီကြားထဲမှာကိုပဲမြေကျောမှာလေလောင်းနေနဲ့ကုံသွဲနေကြတဲ့လူတွေရှိတယ်လေမြန်သာကြားလို့ရှိရင်တနေ့မှထိုးပုံသို့တော့အဲ့ဒီတဏ္ဍတံဘုံတန်နေကြားထဲမှာပဲစီးပွားဖြစ်အောင်ရှာနေကြတယ်ဒါပါလဲလို့ဆိုတော့အသက်ကိုတွေ့တာတဲ့တဏှာတဲ့ပစ္စည်းဥစ္စာကိုတွေ့တာတဲ့တဏှာကအာချီနေတယ်အဲ့ဒါကြောင့်လိုပဲပုရုဇဉ်သရဝါတွေအနေနဲ့ဆင်းရဲဒုက္ခကိုခံစားရမှကြောက်ပေမဲ့လို့ချမ်းသာဒုက္ခကိုပုံမမောတဲ့လောဘကြောင့်ဆင်းရဲဒုက္ခကိုခံနိုင်ရရှိသွားကြတယ်အဲ့ဒါကြောင့်တတ္တိကောင်းကြတယ်အတွင်ချစွန့်စားကြတယ်ဆိုတာအဲ့ဒါပဲနော်ချမ်းသာဒုက္ခကိုမမောတဲ့တဏှာကပိုချီမားနေတယ်ဒါကြောင့်လူတွေဟာစွန့်စားစားအသက်ကိုပမာဏပထားပဲနဲ့စီးပွားဥစ္စာတွေရှာကြတယ်တော့တန်တရားထဲမှာအဲ့ဒီအနေထားမျိုးတွေရှိတယ်ပေါ့ဒါကြောင့်ဘုရားရဲ့ဆုံးမကိုရရှိထားကြတဲ့ဘုရားဘာသာဝင်သူတော်စင်တွေအနေနဲ့ငါတို့တွေဟာအဆိုးဆုံးကိုလည်းရင်ဆိုင်ပြီးကြပြီအကောင်းဆုံးချမ်းသာတွေကိုလည်းခံစားပြီးကြပြီတန်တရားထဲမှာမတွေ့ဘူးမကြုံဘူးဆိုတာမရှိတော့ဘူးအဲ့တော့တို့တန်တရားကြီးတွေကနေပြီးတော့လွတ်မြောက်အောင်ကြိုးစားမှဖြစ်တော့မယ်လို့ဒီလိုစိတ်ဆန္ဒပြင်းပြင်းပြပြရှိဖို့လိုအပ်လာတယ်ပေါ့အဲ့တော့တန်တရားကကြာလွန်လာတဲ့တန်တရားကထွက်ဖို့ကြိုးစားလာလို့ရှိရင်ထွက်เสียလမ်းကြောင်းရောရှိရလားဆိုရှိတယ်သွားเสียနေရရောရှိရလားဆိုရှိတယ်တခြားဘာသာတွေမှာလည်းမောက္ခဆိုတာရှင်းပြထားတာရှိတယ်ပေါ့ကောင်းကင်ဘုံမှာထာဝရဘုရားသခင်နဲ့ပေါင်းဆောင်ရတာဟာသူတို့အတွက်မောက္ခပဲနိဗ္ဗာန်ပဲပေါ့ဟိန္ဒူဘာသာအနေနဲ့ပြောမယ်ဆိုလို့ရှိရင်တော့ဖန်ဆင်းရှင်ကြီးနဲ့သူဖန်ဆင်းလိုက်လို့အတ္တဆိုတာရရှိပြီးထို့ဖန်ဆင်းထားတဲ့ဒီအတ္တလေးဟာဖန်ဆင်းရှင်ကြီးနဲ့ပြန်ပြီးတော့ပေါင်းလိုက်လို့ရှိရင်ဒါမောက္ခပဲလွတ်မြောက်သွားခြင်းပဲလို့ဆိုတယ်သူတို့ကအတ္တကိုနှမျိုးခွဲထားတယ်ဖန်ဆင်းတဲ့အတ္တကတစ်ခုအဲ့ဒါကိုပရမတ္တလို့ခေါ်တယ်ပရမတ္တမလို့ခေါ်တယ်သူကဖန်ဆင်းလိုက်လို့တတဝအသီးသီးမှာရှိတဲ့အတ္တကတစ်ခုအဲ့ဒီအတ္တတွေကြတော့အာတမန်လို့သုံးတယ်ပရတမန်နဲ့အာတမန်အင်္ဂလိပ်လိုတော့ဖန်ဆင်းရှင်ကို University Soul လို့ခေါ်ပြီးတော့ Universal Soul လို့ခေါ်ပြီးတော့
န်ဆင်းတဲ့အတ္တတွေကိုတော့ individual soul လို့ခေါ်တယ်အဲ့ဒီ soul နှစ်ခုပြန်ပေါင်းသွားခြင်းဒီပင်လေမောက္ခလို့သူတို့ကယူဆတယ်ပေါ့နော်မောက္ခဖန်ဆင်းရှင်ကြီးကကိုယ့်ကိုဖန်ဆင်းတယ်လို့သိလိုက်တာဒီပင်လေဝိသဉာဏ်နဲ့သူတို့ပြမဆိုတဲ့ဖန်ဆင်းရှင်ကြီးအကြောင်းသိလိုက်လို့ရှင်ဝိသဉာဏ်အဲ့ဒီပြမကြီးနဲ့ပြန်ပေါင်းစုံလို့ရှင်မောက္ခသူတို့တဲ့နိဗ္ဗာန်ပဲဒါအမျိုးမျိုးကြံစီကြတာပေါ့နော်တန်တရားရဲ့ဆိုးချိုးတွေကိုတော့ကောင်းကျိုးဆိုးချိုးတွေကိုတော့ဘာသာတိုင်းကလက်ခံထားပြီးသားဖြစ်တယ်သို့တော့ထိုတန်တရားကလွတ်မြောက်တဲ့လွတ်မြောက်ပုံလွတ်မြောက်နည်းသတ်မှတ်ချက်ကြတော့ကွဲပြားခြားနာတယ်ရသော်ဘုရားကတော့ဘုရားဘာသာရဲ့ရှုံကြည်ကိုးကွယ်တဲ့ရသော်ဘုရားအနေနဲ့ကတော့တန်တရားကထွက်ပေါက်ဆိုတာကိုတွေ့တာမှုကင်းမှတန်တရားကထွက်ပေါက်ရမယ်ဆိုတာဟောပြောထားတာဖြစ်တယ်အဲ့တော့တွေ့တာမှုမရှိဘူးဟာအရေးကြီးဆုံးဖြစ်လို့နိဗ္ဗာန်ဆိုတဲ့စကားလုံးကိုပဲနိဝါဏတွေ့တာမှုကလွတ်မြောက်ခြင်းဆိုတဲ့အဓိပ္ပာယ်နဲ့ပေးထားတာဖြစ်တယ်တန်တရားနဲ့နိဗ္ဗာန်ခန္ဓာ၅ပါးတို့ရဲ့စင်စစ်မပြတ်ဖြစ်နေတာကတန်တရားတွေ့တာမှုကလွတ်မြောက်သွားရဖြစ်တဲ့အရာကနိဗ္ဗာန်လို့အဲ့တော့အဲ့ဒီနိဗ္ဗာန်ကိုဘာနဲ့သွားမလဲလမ်းစဉ်ရှိဖို့လည်းလိုအပ်တယ်တန်တရားကထွက်ခြင်းလို့ထွက်ခြင်းနဲ့ဆန္ဒရှိအောင်တော့ဘယ်လိုထွက်ရမလဲဘာတွေလုပ်ပြီးထွက်ရမလဲဘာနဲ့ထွက်ရမလဲဒါဟာအရေးကြီးတကြီးသိဖို့ဘုရားရဲ့ဆုံးမမှာတော့တန်တရားကထွက်ခြင်းဘယ်လိုထွက်ရမလဲဆိုတာလမ်းစဉ်နဲ့လှုပ်ထုံးကိုအတိအကျညွှန်ပြဆုံးမထားတာရှိတယ်ပေါ့သို့တော့အဲ့ဒါလွယ်သလားလို့ဆိုမလွယ်ဘူးခက်ခဲတယ်နိဗ္ဗာန်ကိုသွားတယ်ဆိုတာဟာတန်တရားကနေနိဗ္ဗာန်ကိုသွားတယ်ဆိုတာရိုးရိုးရင်နေစီးပြီးတော့သွားလို့မရဘူးစီးသွားလို့ရတဲ့ရည်မျိုးကိုရှာရမှာဖြစ်တယ်ဒါကြောင့်မို့မြတ်စွာဘုရားကဓမ္မပဒပါဠိတော်မှာနာဟိဧတိဟိယာနေဟိကိစေယအဂတံထိတံနိဗ္ဗာန်ကိုအဲ့ဒီမှာဟောထားတာအဂတထိတဘယ်တော့မှမရောက်ဘူးတဲ့နေရာတန်တရားထဲမှာတော့မရောက်ဘူးတဲ့နေရာဆိုတာမရှိဘူးသို့တော့လူတိုင်းမရောက်ဘူးတဲ့နေရာဟာဘာလဲလို့ဆိုရင်နိဗ္ဗာန်ပဲနာဟိဧတိဟိယာနေဟိကိစေယအဂတံထိတံမရောက်ဘူးတဲ့အရာမျက်နှာကိုတဲ့ဆေးမြင်းစားတဲ့တန်တရားထဲမှာအသုံးပြုတဲ့ရင်းနေစီးပြီးတော့သွားလို့မရဘူးတဲ့ခဏခေတ်မှာဆိုရင်လိမ်မြန်တို့သင်္ဘောတို့မိယထာတို့ကားတို့ဆိုတာတွေနဲ့သွားလို့မရဘူးလို့ပြောတာနော်နာဟိဧတိဟိယာနေဟိဒီလိုလူတွေအသုံးပြုနေတဲ့ရှင်နေစီးပြီးတော့ဘယ်တော့မှမရောက်ဘူးတဲ့နိဗ္ဗာန်ကိုသွားလို့မရဘူးတဲ့ဒါဖြင့်သွားလို့ရတဲ့နေ့ရပါတော့ဆိုအတ္တနာအထတနာသူထံတေနသွားလို့ရတာတော့မိမိကိုယ်တိုင်ကိုဆုံးမလို့ရှင်ကျေးအောင်ကိုဆုံးမပြီးတော့ရှင်ကျေးသွားမှကိုယ့်ရင်ထဲမှာအဆိုးတရားတွေကုံမှနိဗ္ဗာန်ဆိုတာရောက်နိုင်တယ်တန်တော်တန်ဒေနကိစ္စတိတကယ်ကိုလောဘဆိုတဲ့မယဉ်ကျေးမှုတွေဒေါသဆိုတဲ့မယဉ်ကျေးမှုတွေကိလေသာဆိုတဲ့မယဉ်ကျေးမှုတွေအားလုံးအဆိုးတရားတွေကိုဖယ်ရှားပြီးလုံးဝယဉ်ကျေးတဲ့အဆင့်ရောက်သွားပြီအဲ့ဒီယဉ်ကျေးတဲ့အဆင့်ရောက်တဲ့
အနေထားနဲ့မှနိဗ္ဗာန်ဆိုတာသွားလို့ရမယ်အဲ့တော့ဒီလိုသွားလို့ရတယ်ဆိုတော့နိဗ္ဗာန်လွယ်လွယ်ကူကူနဲ့ရောက်သွားသလားပြောကြတယ်ဗောဝိသခာခုနှစ်သမီးတရားလေးတစ်ပုဒ်နာလိုက်တာနဲ့သောတာပန်ဖြစ်သွားတယ်ဒေသနာတော်အဆုံးမှာလူထောင်ပေါင်းများစွာအကျွတ်တရားရသွားကြတယ်ဆိုဒီစာတွေဖတ်ရရင်တော့နိဗ္ဗာန်ကိုအလွယ်လေးနဲ့ရောက်သွားတယ်လို့ထင်မိကြမှာပဲသိကြတယ်တကယ်တော့နိဗ္ဗာန်ရဖို့ဆိုတာမလွယ်ဘူးဝိသခာခုနှစ်သမီးနဲ့တရားနာယုံနဲ့သောတာပန်ဖြစ်သွားတယ်ဆိုတာကဘာတသိန်းကြအောင်ပါရမီတွေလုပ်ခဲ့ရတာဖြစ်တယ်ပေါ့ကျင့်ငယ်ကြံငယ်အထုတ်ခဲ့ရတာတွေနော်ကသောဘုရားလက်ထက်မှာဆိုရင်ကိကိမင်းကြီးရဲ့သမီးတော်9ဖော်ထဲမှာဝိသခာပါခဲ့တယ်အဲ့တော့ကလည်းကျင့်ကြံကြုတ်ကိုအထုတ်ခဲ့ရတယ်ဘဝမှာကျင့်ကြံကြုတ်ကိုအထုတ်မှုမြောက်များစွာဆောင်ရွက်ပြီးတော့မှကဘာတသိန်းဆိုတာနဲရမဟုတ်ကဘာတသိန်းဆိုတာဘဝတသိန်းကိုပြောတာမဟုတ်ဘူးဘဝဟာခရီးချီတန်းချီမကအများကြီးဘဝပေါင်းများစွာရည်နှီးပြီးတော့မှနိဗ္ဗာန်ရလို့အလွယ်တကူနဲ့ရတာမဟုတ်ဘူးလို့ဆိုရမယ်မြတ်စွာဘုရားတိတိလင်းလင်းဟောထားတာရှိတယ်နာယိတံတိဋ္ဌိလမာရဗ္ဗနာယိတံအပိနထာမတာနိဗ္ဗာန်မတိကန္တဗံသဗ္ဗဒုက္ခပမောစနသဗ္ဗဒုက္ခပမောစနဒုက္ခအလုံးကလွတ်မြောက်သွားတဲ့နိဗ္ဗာန်ဆိုတာရဖို့အတွက်တဲ့နာယိတံတိဋ္ဌိလမာရဗ္ဗတင်းချင်းမဟုတ်ပဲနဲ့ပေါ်ရောအလုံးယုံနဲ့မရောက်နိုင်ဘူးတဲ့ပေါ်လောဝိရိယမျိုးနဲ့မရောက်ဘူးတဲ့နာယိတံအပိနထာမတာစိုက်တတိအနည်းငယ်လေးနဲ့လည်းနိဗ္ဗာန်မရောက်နိုင်ဘူးတဲ့စိုက်တတိအပြည့်ဝနဲ့မှနိဗ္ဗာန်ရောက်နိုင်တယ်နာယိတံတိဋ္ဌိလမာရဗ္ဗတော်စောရောစွာပေါ်ရောနေထိုင်ုံနဲ့နိဗ္ဗာန်ဆိုတာမရဘူးအပိနဓမ္မတာစွိတတိနည်းနည်းလေးနဲ့လည်းနိဗ္ဗာန်ဆိုတာမရောက်ဘူးတဲ့အဲ့ဒီနိဗ္ဗာန်ရောက်မှဒုက္ခခတ်သိမ်းကလွတ်မြောက်မှာဖြစ်တယ်မြတ်စွာဘုရားအဲ့ဒါလို့ဟောထားတာအဲ့လိုဟောထားတော့နိဗ္ဗာန်ကိုလွယ်ကူနဲ့ရောက်တယ်ဆိုတာမဟုတ်ဘူးဘုရားမကြိုးစားရမယ်တန်တရားဆိုတာကရေစုံခရီးနဲ့တူတယ်နိဗ္ဗာန်ဆိုတာရေဆံခရီးပဲဖြစ်တယ်အစုံနဲ့အဆံဆိုတာအဆံဟာကျိုးဝမ်းအထုတ်ကြရတာအစုံဆိုတာတော့အသာလေးမျောချရုံနဲ့ပဲလျှောက်သွားတာဖြစ်တယ်ကျိုးဝမ်းအထုတ်เสียမလို့ဘူးလို့အဲ့တော့တန်တရားနဲ့နိဗ္ဗာန်ဆိုတန်တရားထဲမှာခန္ဓာတွေဟာစစမပြတ်ဖြစ်တယ်ပြောင်းပြန်ကြည့်လိုက်မဲ့ဆိုရင်နိဗ္ဗာန်မှာခန္ဓာတွေဖြစ်မှုမရှိတော့ဘူးတန်တရားထဲမှာအဖြစ်ရှိတယ်နိဗ္ဗာန်မှာအဖြစ်မရှိဘူးတန်တရားမှာခန္ဓာရှိတယ်နိဗ္ဗာန်မှာခန္ဓာမရှိဘူးအဲ့တော့ဒီလိုခက်ခဲတဲ့နိဗ္ဗာန်ကိုသွားဖို့ဆိုတဲ့နေရာမှာမြတ်စွာဘုရားကမဂ္ဂင်၈ပါးအကျင့်တရားဆိုတဲ့လမ်းစဉ်ကိုချမှတ်ပြီးတော့ပေးထားရတာဒါသွားရင်ဘာနဲ့သွားရမလဲဒါလည်းသွားရမယ်ဒါကြောင့်မလို့မက္ခဆိုတဲ့စကားလုံးကိုအသုံးပြုခဲ့တာအရိယောအထင်ကြီးကောမက္ခောတပည့်စကြထဲမှာမြတ်စွာဘုရားဟောတဲ့ယံခောတဘိက္ခွေမစ္စိမပฏิပဒါတထာဂတိနအဖိတံဗုဒ္ဓအဲ့မှာမဂ္ဂင်၈ပါးကျင့်တရားကိုဟောထားရတာဖြစ်တယ်အဲ့ဒါနိဗ္ဗာန်သွားဖို့လမ်းကြောင်းပေးခဲ့တာ
အဲ့တော့မဂ္ဂင်၈ပါးဆိုတာအကျဉ်းအပြင်ပြောမယ်ဆိုလို့ရှိရင်သီလရဲ့သမာဓိရဲ့ပညာရဲ့ဒီသုံးခုပဲဖြစ်တယ်သီလနဲ့သမာဓိကပညာကိုအထောက်အကူဖြစ်ဖို့ရာအခြေခံနေဖြစ်တယ်အဓိကကတော့နိဗ္ဗာန်ကိုသွားဖို့ရာအတွက်ပညာကိုအဆင့်မြင့်ယူရမှာပဲဖြစ်တယ်အဲ့ဒါကိုဝိပဿနာလုပ်ငန်းစဉ်နဲ့ပြောမယ်ဆိုလို့ရှိရင်စင်ကြယ်မှု9ဆင့်လူရဲ့စိတ်ဟာလူရဲ့တဏ္ဍာမှာဖြစ်တဲ့ပညာဟာလုံးဝစင်ကြယ်သောမှအဆင့်မြင့်ဆုံးပညာရောက်မှနိဗ္ဗာန်ဆိုတာကိုတွေ့နိုင်မှာပတိရိယပုရုဘာတို့ဆိုတာတွေဟာပဂရိမျက်လုံးနဲ့ကြည့်လို့မမြင်ရဘူးမိုက်ခရိုစကိုပတို့လိုအင်အားကြီးတဲ့မမ်ဘလူးနဲ့ကြည့်မှသာလဲမြင်နိုင်တယ်လို့ပဲအဲ့တော့နိဗ္ဗာန်ကိုတာမန်ပညာမျိုးနဲ့မမြင်နိုင်ဘူးဒါကြောင့်မို့လို့အကောင်းဆုံးအမြင့်ဆုံးအဆင့်ရအောင်အတန်းစင်ဆုံးပညာရအောင်ကျူပန်းအထောက်တာအဲ့တော့ဒီလိုမိမိရဲ့ပညာကိုအဆင့်မြင့်ဖို့ရအတွက်မြတ်စွာဘုရားကလမ်းစဉ်9ရပ်ချမှတ်ပေးထားတယ်မဂ္ဂင်၈ပါးဆိုတဲ့လမ်းစဉ်မဂ္ဂင်၈ပါးကအလုံးသိကြတဲ့အတိုင်းပဲအမှန်မြင်ခြင်းကစထားတဲ့မဂ္ဂင်၈ပါးအဲ့ဒီမဂ္ဂင်၈ပါးကိုမဂ္ဂဆိုတဲ့နာမည်ဘာကြောင့်သုံးထားတယ်လဲဆိုရင်နိဗ္ဗာန်တ္ထိကေဟိမဂ္ဂိယတိတိမေကောနိဗ္ဗာန်လိုချင်တဲ့ပုဂ္ဂိုလ်တွေဒါကိုရှာရမယ်နိဗ္ဗာန်သွားခြင်းလို့ရှိရင်တခြားမလုံးနဲ့ဒီတမ္မာဒိဋ္ဌိစတဲ့အရေးချင်းတွေကိုရအောင်လုပ်ရမယ်လို့ဆိုလို့တယ်အဲ့ဒီအရေးချင်းတွေနဲ့မှနိဗ္ဗာန်ကိုသွားလို့ရမက္ခိယတိနိဗ္ဗာန်တ္ထိကေဟိမက္ခိယတိကဝေတိယတိတိမေခောနိဗ္ဗာန်လိုချင်တဲ့ပုဂ္ဂိုလ်တွေရှာရမယ်တရားလို့သူတို့ဆိုလို့တယ်ဟုတ်ပြီနိဗ္ဗာန်လိုချင်လို့ကိုရှာရမှာနိဗ္ဗာန်ကိုမရှာဘဲနဲ့နိဗ္ဗာန်ရဲ့အကြောင်းတရားကိုပဲရှာတယ်အတိပ္ပယ်အဲ့လိုဖြစ်တယ်နိဗ္ဗာန်ရကြရင်မဂ္ဂင်၈ပါးအကျင့်တရားကိုရှာရဲဆိုတာကျင့်သုံးတာပေါ့ဒါဖြင့်ဟုတ်ပြီနိဗ္ဗာန်ရခြင်းလို့မဂ္ဂင်၈ပါးရှာတယ်ဆိုရင်မဂ္ဂင်၈ပါးတွေ့တော့နိဗ္ဗာန်ကိုဘယ်သူကရှာဖွေပေးမှာတော့ဆိုသူတို့ကပဲရှာဖွေပေးမှာနော်နိဗ္ဗာန်မဂ္ဂတိကဝေတတိတိမေကောသူများကလာရှာပေးမှာမဟုတ်ဘူးကိုရှာလို့ရလာတဲ့ဒီမဂ္ဂင်၈ပါးကပဲနိဗ္ဗာန်ကိုရှာပေးမှာစိတ်ပူစရာမလိုဘူးနော်မဂ္ဂင်၈ပါးအကျင့်တရားရလိုက်တာနဲ့နိဗ္ဗာန်ကိုသူတို့ကရှာပေးလိုက်မယ်အဲ့တော့နိဗ္ဗာန်ရှာပေးတယ်ဆိုတာဘယ်လိုနည်းနဲ့ရှာပေးတာတုံးလို့ဆိုရင်နောက်တတိယအဓိပ္ပာယ်ကိုကြည့်ဖို့မက္ခဆိုတဲ့စကားလုံးလေးမှာမရဲ့ခရဲ့နှစ်ခုရှိတယ်မကမာရဆိုတဲ့အဓိပ္ပာယ်နဲ့ခကသွားရောက်ခြင်းဆိုတဲ့အဓိပ္ပာယ်ကိလေသေမာရင်တောနိဗ္ဗာန်ခိစ္စတိတိမေခောမဆိုတာကိလေသာတွေကိုဖျက်ဆီးလိုက်တယ်ဖယ်ရှားလိုက်တယ်ခကနိဗ္ဗာန်ကိုပို့ဆောင်ပေးတယ်ဒီမဂ္ဂင်၈ပါးကပဲတစ်ဖက်ကကိလေသာတွေကိုဖျက်ဆီးပြပြီးတော့တစ်ဖက်ကနိဗ္ဗာန်ကိုပို့ပေးလိုက်တယ်တော့ဘုရားရဲ့ဟောကြားတဲ့တန်တရားနဲ့နိဗ္ဗာန်ဤစနစ်ကအမှန်တမ်းစနစ်ကြနိဗ္ဗာန်သွားခြင်းနဲ့ဆိုလို့ရှိရင်သွားလို့ရအောင်နိဗ္ဗာန်ဆိုတာဘာလဲဆိုတာလဲရှင်းရှင်းလင်းလင်းဟောထားတယ်နိဗ္ဗာန်သွားဖို့လမ်းစဉ်ကိုလည်းပဲပုံမှန်ချမှတ်ပေးထားတာဖြစ်တယ်ရှောင်းရောင်ဝါးဝါဟိုလိုလိုဒီလိုလိုပြောတဲ့ဘာသာတရားမျိုးမဟုတ်ဘူးအတိလင်းရှင်းရှင်းလင်းလင်းလမ်းစဉ်နဲ့လှုပ်ထုံးနဲ့ပြီးပြင်းပြင်းတမတ်ဖော်ပြထားတာဖြစ်တယ်အဲ့ဒါမှတိကျသေးကြတယ်အကြောင်းကျိုးစီလျော်ညီညွတ်စွာဟောကြားထားတဲ့တရားဖြစ်တယ်လို့ဟုတ်ပြီမက္ခဆိုတဲ့စကားလုံးလေးရဲ့အဓိပ္ပာယ်၃မျိုးထပ်ပြီးတော့မှတ်သားကြည့်
မေခဆိုတာမေခင်၈ပါးမေခင်၈ပါးနဲ့ဖွဲ့စည်းထားတဲ့ဒီအုပ်စုလေးသမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပသမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝသမ္မာဝါယာမသမ္မာတတိသမ္မာသမာဓိတနည်းအားဖြင့်အကျဉ်းချုပ်လို့ရှိရင်သမ္မာဒိဋ္ဌိနဲ့သမ္မာသင်္ကပ္ပကပညာသမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝကသီလသမ္မာဝါယာမသမ္မာတတိသမ္မာသမာဓိကသမာဓိသီလသမာဓိပညာအဲ့ဒီ၃မျိုးပဲအဲ့ဒီ၃မျိုးသည်နိဗ္ဗာန်သွားခြင်းလို့ရှိရင်အဲ့ဒီ၃မျိုးကိုရအောင်ရှာတယ်ဆိုတာအဲ့ဒီ၃မျိုးကိုကိုယ်တဏ္ဍမှာရအောင်ကြိုးစားသီလကိုတိုးမြင့်သမာဓိကိုတိုးမြင့်ပညာကိုတိုးမြင့်ဒါဖြင့်နိဗ္ဗာန်ကိုဘယ်သူကရှာပေးမှာတော့ဆိုရင်အဲ့ဒီသီလသမာဓိပညာကပဲရှာပေးမှာဘယ်ပုံပဲနည်းရှာတာတော့ဆိုရင်ကိလေသာတွေကိုဖယ်ရှားပြီးတော့နိဗ္ဗာန်ကိုပို့ဆောင်ပေးလိုက်တာအဲ့ဒီနည်းနဲ့ရှာပေးတာကိလေသာမာရင်တော့နိဗ္ဗာန်ကိစ္စတိတိမေကောတစ်ဖက်ကကိလေသာတွေကိုဖယ်ရှားပြီးနိဗ္ဗာန်ရောက်အောင်ပို့ဆောင်ပေးလိုက်တယ်ဒီမေခင်၈ပါးကပဲအလုံးလုံးသွားတယ်လို့သူတို့ပြောတယ်အဲ့တော့ဘုရားဘာသာနိဗ္ဗာန်ဆိုတာအဗဓမ္မစနစ်တကျဖြစ်လို့တမန်အပြင်နိဗ္ဗာန်နဲ့ပြောရတာလွယ်တော်လဲပဲချင်းကြကြုတ်ကိုအထုပ်ဖို့ရအတွက်အဆင့်9ဆင့်ရှိတယ်နော်အဲ့ဒီ9ဆင့်ကိုမှတ်သားနာယူကြရအောင်အဆင့်9ဆင့်ဟာအသိပညာကိုကြည်လင်တောက်ပစေတဲ့အဆင့်9ဆင့်ပဲဖြစ်တယ်အဲ့ဒီအဆင့်9ဆင့်ကိုဝိသုဒ္ဓိ9ပါးလို့လည်းခေါ်လို့ရမယ်ဝိသုဒ္ဓိဆိုတာအသိဉာဏ်ကိုစင်ကြယ်သွားစေတာအညစ်အကြေးတွေကိုဖယ်ရှားတာဝိသုဒ္ဓိလူတွေရဲ့စိတ်အစဉ်ထဲမှာကိလေသာဆိုတဲ့အညစ်အကြေးတွေဟာတန်တရားကနေထပ်တလဲလဲပါနေသည့်အတွက်ကြောင့်ဖွလျှော်လို့မလွယ်လောက်အောင်ချီတက်ထုတက်နေတယ်အဲ့ဒါတွေကိုအဆင့်9ဆင့်နဲ့ဖယ်ရှားပြရမယ်လို့ဆိုလို့တစ်ဆင့်နဲ့တော့မရဘူးအဆင့်9ဆင့်နဲ့ဖယ်ရှားအဲ့ဒီ9ဆင့်နဲ့ဖယ်ရှားပုံလေးကိုမှတ်သားနိုင်ယူကြည့်ဖို့စနစ်တကျသွားတဲ့သူကအဓိကကတော့သီလသမာဓိပညာထိ၃ခုပါပဲအဲ့တော့ပထမအဆင့်အနေနဲ့ကကာယကံဝစီကံအနေနဲ့ညှဉ်းနှွမ်းနေတဲ့အဆင့်ကိုသီလနဲ့ဖယ်ရှားပြရမယ်ဒါကြောင့်မို့သီလဝိသုဒ္ဓိနံပါတ်1ပညာအတွက်သီလကိုအရင်လုပ်ရမယ်ဘာကြောင့်သီလမစင်ကြယ်ပဲနဲ့ပညာဆိုတာမဖြစ်နိုင်ဒါကြောင့်မို့သီလစင်ကြယ်မှုကိုအရင်လုပ်ရမယ်အစင်ကြော်လို့မရဘူးသီလကိုစင်ကြယ်အောင်အရင်လုပ်ရမယ်အဲ့ဒီစင်ကြယ်တဲ့သီလကိုသီလဝိသုဒ္ဓိလို့ခေါ်တယ်ထူးထူးခြားခြားမဟုတ်ဘူးလူအကြောင်းနေအနေနဲ့၅ပါးသီလပဲအဲ့ဒီ၅ပါးသီလကိုတကယ်ကိုမျက်မျက်နှုံနှုံအသက်တဲ့တန်ဖိုးထားပြီးတော့လုံးဝအစွမ်းအထင်းမရှိအောင်စင်ကြယ်အောင်ကြိုးစားအထောက်ရမယ်တော့သီလဝိသုဒ္ဓိဆိုတာပြောမယ်ဆိုရင်တော့လွယ်သေးအောင်နဲ့ဒီအဆင့်မှာပဲနိဗ္ဗာန်သွားဖို့ရအတွက်နိဗ္ဗာန်တက်ဖို့ရအတွက်ဒီအဆင့်မှာပဲလမ်းကျသွားနိုင်တယ်နော်ဒီအဆင့်မှာပဲလမ်းကျကုန်တာပဲသီလကိုစင်ကြယ်အောင်လုပ်ရမယ်ဒါပေမဲ့သီလစင်ကြယ်တာကဘလို့အကျိုးရှိတာတော့ဆိုရင်သီလအဝိပတိတာရရတယ်ကိုကျင့်သီလစင်ကြယ်ပြီဆိုရင်အဲ့ဒီလူဟာစိတ်နှလုံးအေးချမ်းတယ်စိတ်နှလုံးချမ်းသာတယ်စိတ်နှလုံးကြည်သာတယ်လို့ပြောတယ်ဝိပတိတာရဆိုတာပြန်တွေးလိုက်လို့ရှိရင်စိတ်ထဲမှာမချီလင်ဘူးမဟုတ်တာလှုပ်ထားတဲ့လူကပြန်တွေးလိုက်လို့ရှိရင်စိတ်ထဲမှာမချီမလင်ဖြစ်တယ်သီလဆောက်တည်ထားတဲ့ပုဂ္ဂိုလ်ကသီလပြည့်စုံပြီဆိုလို့ရှိရင်
ကိုသီလကိုပြန်စဉ်းစားလိုက်ရင်စိတ်ထဲမှာကြည်လင့်သွားတယ်နော်ဝိပတိတာရဆိုတာဝိဆိုတာဖောက်ဖောက်ပြန်ပြန်ပတိတာရကပြန်အောင်မေ့တာပြန်တွေးလိုက်တိုင်းစိတ်ညစ်စရာတွေဖြစ်တယ်သီလရှိတဲ့ပုဂ္ဂိုလ်ဟာပြန်တွေးလိုက်တိုင်းစိတ်ချမ်းသာစရာဖြစ်တယ်သီလပြည့်ပြီဆိုရင်ပြန်တွေးလိုက်တိုင်းစိတ်ညစ်စရာဖြစ်တယ်ငါပါဏာတိပါဒမလုပ်ဘူးငါသိရင်ငရဲများကြမလားအာရိဏဒါနမလုပ်ဘူးကာမိတုမလုပ်ဘူးဘုဒ္ဓဝါဒမလုပ်ဘူးသူရမေရိယမလုပ်ဘူးလောင်းဝများပြန်တွေးလိုက်လို့ရှိရင်ကိုယ်သီလကိုပြန်တွေးလိုက်လို့ရှိရင်ကျိုးပေါက်ပြောက်ကျန်းနေတဲ့သီလပြန်တွေးလိုက်တိုင်းစိတ်မချမ်းသာမှုကိုဖြစ်စေတယ်သီလပြည့်စုံပြီဆိုလို့ရှိရင်ပြန်တွေးလိုက်တာနဲ့ငါသီလစင်ကြယ်တယ်ဆိုပြီးပြန်တွေးလိုက်တိုင်းစိတ်ထဲမှာကြည်နူးဝဲရဖြစ်တယ်ဝိပတိတာရဝိပတိတာရကရှုပ်ပြက်ဆင်းပြက်ပြန်လိအောင်မေ့မှုစိတ်ပြက်စရာပြန်လိအောင်မေ့မှုအဝိပတိတာရဆိုတာစိတ်ချမ်းသာစရာပြန်လိအောင်မေ့မှုဟုတ်ပြီစိတ်ချမ်းသာပြီဆိုရင်နောက်ကဘာဖြစ်လာတော့ဝမ်းမြောက်တယ်ဗမောဇ္ဇဆိုတဲ့ဝမ်းမြောက်မှုဖြစ်တယ်ဝမ်းမြောက်တော့ဘာဖြစ်တော့ဆိုပီတိနှစ်ချိုင်းမှုတွေဖြစ်လာတယ်ပီတိဖြစ်တော့ဘာဖြစ်တော့ဆိုရင်ပတ္တတိကိုယ်ရောစိတ်ရောငြိမ်းချမ်းသွားအေးချမ်းတယ်ကိုယ်ရောစိတ်ရောငြိမ်းချမ်းနေတယ်ပတ္တတိဘာဖြစ်တုံးဆိုပတ္တတိဖြစ်တော့ဘာဖြစ်တော့ဆိုဒုက္ခစိတ်ချမ်းသာမှုကိုခံစားရတယ်စိတ်ချမ်းသာတော့ဘာဖြစ်လဲဆိုရင်ဒုက္ခိနောစိတ်တံသမာဓိယတိစိတ်ချမ်းသာတဲ့ပုဂ္ဂိုလ်ရဲ့ချမ်းသာတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ဟာတည်ငြိမ်နေတဲ့မချမ်းသာတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ကလှုပ်ရှားရင်ရိုက်နေတယ်ချမ်းသာတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ကတည်ငြိမ်နေအဲ့တော့သီလကသမာဓိကိုအကျိုးပြုလိုက်တာအဲ့တော့နိဗ္ဗာန်သွားခြင်းအဲ့ဒီလမ်းကြောင်းအစသီလဒါနိဗ္ဗာန်သွားခြင်းလို့ရှိရင်သီလဝိတ္တုဆိုတဲ့ပထမအဆင့်ကစလိုက်တယ်အဲ့တော့သီလဝိတ္တုကနိဗ္ဗာန်ကိုပို့ပေးလာလို့ဆိုပို့ပေးနိုင်မှု तू ကဘယ်ကိုပို့ပေးတာတော့ဆိုသမာဓိစီကိုပဲပို့ပေးတယ်အစင်းစင်သွားတာ तू ကအစင်းစင်သွားတာနိဗ္ဗာန်ရောက်ဖို့အစင်ပေါင်းအများကြီးသွားရမယ်အနည်းဆုံး9ဆင့်ပြထားတယ်ဒီမှာအဲ့တော့သီလဝိတ္တုနဲ့စိတ်တည်ငြိမ်မှုကိုရစေတယ်ဟုတ်ပြီစိတ်တည်ငြိမ်သွားတယ်တမာတိတွေဖြစ်လာတယ်ဆိုအဲ့ဒီတမာတိနဲ့တခါအရှိန်ဟုန်တိုးမြင့်လိုက်တဲ့အခါစိတ်တဝိတ္တုဆိုတာစိတ်စင်ကြယ်မှုဆိုတာတမာတိကိုပြောတာတမာတိက2မျိုးရှိတယ်သမထကျင့်စဉ်ကျင့်လို့ရတဲ့တမာတိနဲ့ဝိပဿနာတက်သွားတဲ့တမာတိ3ခုမှတ်သားရမယ်ခဏိကတမာတိဥပ္ပစာရတမာတိအပ္ပနာတမာတိဝိပဿနာယာနိကပုဂ္ဂိုလ်တွေအနေနဲ့ဝိပဿနာတရားကိုတိုက်ရိုက်အားထုတ်လို့ရှိရင်ခဏိကတမာတိနဲ့သွားတယ်ဒါစိတ်တဝိတ္တုပဲခဏိကတမာတိအဲ့ဒီလိုမဟုတ်ဘဲနဲ့သမထကိုအရင်ကျင့်ပြီးတော့မှတမာတိထူတော်မှဝိပဿနာသွားမယ်ဆိုတဲ့ပုဂ္ဂိုလ်တွေအတွက်စံကျင့်စဉ်အတိုင်းပဲအာနာပါနာကိုရှုပြီးတော့ဥစ္စာရသမာဓိအပ္ပနာသမာဓိဆိုတဲ့ဇံရတဲ့အဆင့်မရောက်ဘူးဆိုရင်ဥစ္စာရသမာဓိစံနာကတ်သွားတဲ့သမာဓိစံမရဘူးဆိုရင်ဥစ္စာရသမာဓိစံရလို့ရှိရင်အပ္ပနာသမာဓိအပ္ပနာသမာဓိကပို့ပြီးတော့တည်ငြိမ်နေဆွေမြဲတယ်ဥစ္စာရသမာဓိဆိုတာအနိနာကတ်သွားရုံပဲရှိသေးတယ်မရောက်ဘူးပေါ့အဲ့ဒီနှစ်ခုအထုတ်ပြီးတော့ဝိပဿနာကိုခုလို့ရတယ်ဥစ္စာရသမာဓိအပ္ပနာသမာဓိရှိလို့ရှိရင်စိတ်တဝိတ္တုဖြစ်သွားတယ်အဲ့တော့သီလဝိတ္တုသည်စိတ်တဝိတ္တုကိုအကျိုးပြုတယ်
ဒုတိယကစိတ်စင်ကြယ်မှုဆိုတဲ့စိတ်တဝိတ္တုအဲ့တော့သီလရဲ့သမာဓိရဲ့ဒီနှစ်ခုဖြစ်သွားတယ်သမာဓိဖြစ်ပြီဆိုတော့မှသမာဟိတောယထာဘုဒ္ဓံသာနာတိပတ္တိသမာဓိရှိတဲ့ပုဂ္ဂိုလ်ကသာလဲအမှန်ကန်ကိုသိရှိနားလည်နိုင်တယ်အဲ့ဒါပညာကိုထောက်ကူပြုမှာဒါကြောင့်နိဗ္ဗာန်ကိုသွားခြင်းသီလဝိတ္တုရင်ရအောင်လုပ်ပြီးပြီဆိုရင်စိတ်တဝိတ္တုဝိပဿနာတိုင်းသွားမယ်ဆိုလို့ရှိရင်ဝိပဿနာရဲ့အာယုံယုံနံပေါ်မှာရှုမှတ်ရင်ကနေခဏိကသမာဓိဆိုတာဖြစ်မယ်အဲ့ဒီခဏိကသမာဓိနဲ့ဝိပဿနာဉာဏ်ဖြစ်အောင်လုပ်ရမယ်သမထကိုအထုတ်ပြီးတော့မှဝိပဿနာသွားတဲ့ပုဂ္ဂိုလ်ကြတော့ဥစ္စာရသမာဓိသို့မဟုတ်အပ္ပနာသမာဓိအဆင့်ရောက်ပြီးဆိုတော့မှဝိပဿနာကုပြီးတော့အထုတ်တယ်အဲ့တော့ဒီဝိတ္တု9ပါးဆိုတာအခုသီလဝိတ္တုစိတ်တဝိတ္တုဒီနှစ်ခုသည်ပညာရဲ့မူလဖြစ်တယ်နော်ပညာရဲ့အရင်အမြစ်ဖြစ်တယ်အကယ်၍သူတို့မပါဘူးဆိုရင်ပညာဟာအမြစ်ပြတ်နေတယ်လို့ဖြစ်မှာရှည်သောမြစ်ပြတ်နေတဲ့သစ်ပင်တစ်ခုဟာစီပင်နိုင်ခြင်းရှိမှာမဟုတ်ဘူးအဲ့ဒါကြောင့်မို့လို့ဝိပဿနာပညာရင့်တန်စေဖို့အတွက်ဒီအမြစ်ရှင်သန်နေဖို့ကလိုအပ်တယ်သီလဝိတ္တုစိတ်တဝိတ္တုသည်ပညာမူလပညာမူလလို့ခေါ်တယ်ပညာရဲ့အမြစ်နှစ်ခုအဲ့ဒီအမြစ်နှစ်ခုကိုရှင်းသန်အောင်ကြိုးစားပြီးတဲ့အခါကျတော့ပညာတရိရဆိုတဲ့ကိုယ်ထီက5ခုရှိတယ်အလုံးပေါင်းတော့ဝိတ္တု9ပါးလို့ခေါ်တာကိုယ်ထီ5မျိုးပညာကိုပဲခေါ်တာဒါတွေကပညာကိုပဲအဆင့်50တခါထပ်လို့အောင်ပညာမရခင်သီလနဲ့စိတ်တဆိုတဲ့သီလဝိတ္တုနဲ့စိတ်တဝိတ္တုကပညာမဟုတ်ဘူးသီလနဲ့သမာဓိနှစ်ခုအဲ့တော့ပညာကြတော့ဒိဋ္ဌိဝိတ္တုကင်္ခဝိတရဏဝိတ္တုမေဃညာနာဝိတ္တုပฏิဝရညာနာဒသနာဝိတ္တုညာနာဒသနာဝိတ္တုလို့အဆင့်50တခါထပ်ပြန်အဲ့ဒီကြတော့မှနိဗ္ဗာန်တွေ့မှာနိဗ္ဗာန်သွားဖို့ရအတွက်ဒီစင်ကြယ်မှုတွေကိုအရင်ကြိုးစားလောကမှာရှိတဲ့တရားဝါတွေဟာသီလဝိတ္တုအဆင့်နေမယ်နိဗ္ဗာန်ရောက်ဖို့အဝေးကြီးသီလဝိတ္တုအဆင့်မှာတည်းမဲ့လမ်းကြကုန်ကြတယ်ဖျားပွင့်တဲ့အိန္ဒိယနိုင်ငံပဲကြည့်လိုက်သီလနဲ့မိမိရဲ့အသိဉာဏ်ကိုဆေးကြောရမယ်ဆိုတာကိုမသိတော့ဘူး။ဘာနဲ့ဆေးကြောနေကြတော့ဆိုရင်ရေနဲ့ဆေးကြောတာဥရကသုတ်တိတဲ့အိန္ဒိယနိုင်ငံမှာခဏထိတော့လူတန်ပေါင်းများစွာဆောင်းရသည်မှာဆိုရေချိုးဆင်းကြတာကြားဖို့ကြလိမ့်မယ်နော်အဲ့ဒါဘာလှုပ်ထားတော့ဆိုရင်တနှစ်တာမကောင်းမှုလှုပ်ထားတာတွေကိုကုန်ရှည်ချိုးလိုက်လို့ရှင်အဲ့ဒီအကုသိုလ်တွေအကုန်လုံးစင်ကြယ်သွားတယ်ဆိုတဲ့ယုံကြည်ချက်နဲ့လုပ်နေတာအဲ့ဒီကလေးကသီလဝိတ္တုအဆင့်မှာတည်းပဲနိဗ္ဗာန်ရောက်ဖို့လမ်းချော်သွားပြီအဲ့ဒီအဆင့်မှာပဲလမ်းချော်နေကြတာနော်တခြားဘာသာတွေမှာအဲ့ဒီအဆင့်နဲ့တင်သွားရောရှေ့မတက်နိုင်တော့ဘုရားဘာသာမှာနိဗ္ဗာန်တွေ့ဖို့ဆိုတာအဆင့်90ပေးထားတာအဲ့ဒီနံပါတ်1သီလဝိတ္တုအဆင့်မှာတည်းမဲ့သီလနဲ့ဆေးကြောရမယ်ဆိုတာမသိပဲနဲ့ရှည်နဲ့ဆေးကြောတန့်စင်မှုကိုပြုလုပ်ကြတယ်ဒါမို့အိန္ဒိယနိုင်ငံမှာခင်းကမြစ်ထဲသွားပြီးတော့ရေချိုးကြတာဆောင်းရသည်မှာဆိုရင်သူတို့နက်ခတ်နဲ့အလိုက်ရေချိုးကြတယ်ဖက်ကုဏီနက်ခတ်တပေါင်းလာရသည်မှာဖက်ကုဏီနက်ခတ်ထွက်တဲ့အချိန်မှာတန့်စင်လိုက်လို့ရှိရင်တနှစ်တာလှုပ်ထားတဲ့မကောင်းမှုအကုသိုလ်တွေကိုဆေးကြောပလိုက်တာရေချိုးလိုက်ရလို့ရှိရင်ကိုလုပ်ခဲ့တဲ့မကောင်းမှုအကုသိုလ်တွေစင်ကြယ်သွားတယ်မြတ်စွာဘုရားလက်ထက်မှာ
အခုခေတ်မှာရောစင်ကြယ်ရေးလမ်းစဉ်တွေကမြတ်စွာဘုရားချမှတ်တာသီလနံပါတ်1စင်ကြယ်ရေးလမ်းစဉ်မှာပထမအဆင့်ပဲရှိတယ်အဲ့ဒီပထမအဆင့်တော့မရောက်ကြဘူးအဲ့တော့ဘုရားဟောကြားတဲ့နိဗ္ဗာန်ကိုရောက်ဖို့ဆိုတာအဝေးကြီးပဲနံပါတ်1အဆင့်တော့မှလမ်းကျနေကြတယ်တချို့ကတန်တာရသုတ်ထိတဲ့အဲ့ဒီဝါဒလည်းရှိတယ်ဘာမှလုံနေနဲ့မဟာကပ္ပေါင်း4 သန်း 8 သိန်းပြည့်တဲ့နေ့ဟာတန်တရားကလွတ်မဲ့နေ့ပဲဆိုပြီးတော့တန်တာရသုတ်ထိတဲ့တန်တရားထဲမှာအချိန်ကြာကြီးရဲစိတ်လို့ရှင်ဥပမာထောင်ကနေလွတ်ရစိတ်လို့ရှင်လွတ်တယ်ပေါ့အဲ့ဒီအတွေ့မျိုးပဲသူတို့ကျင့်စရာမလိုဘူးသူကသူလွတ်ရစိတ်သွားရင်လွတ်လိုက်မဟာက8 သန်း 4 သိန်းကဘာလူမိုက်ဖြစ်ဖြစ်ပညာရှိဖြစ်ဖြစ်သူတို့စာပေမှာဘလို့ဆိုတာတော့ဆိုရင်လူမိုက်ကလည်းတန်တရားထဲမှာပို့ငါလူမိုက်ဖဲတန်တရားထဲမှာပိုးနေမဲ့ဆိုလို့မရဘူး8 သန်း 4 သိန်းပြည့်ရင်သွားကျွတ်ပြီပညာရှိကလည်းငါပညာရှိဆိုပြီးတော့ထီတွင်းကလွတ်အောင်ကြိုးစားမယ်ဆိုလို့လည်းမရဘူး8 သန်း 4 သိန်းပြည့်မှပဲလွတ်မယ်အဲ့ဒါကိုတန်တာရသုတ်တိဝါဒလို့ခေါ်တယ်အဲ့ဒီဝါဒကိုဟောပြောသူကမက္ခလိကောသလပဲဖြစ်တယ်အဲ့တော့တန်တာရသုတ်တိဝါဒကတန်တရားထဲမှာအချိန်ကြာကြီးကျက်သူတို့သတ်မှတ်ထားတဲ့အချိန်ပြည့်သွားရင်သူကသူလွတ်သွားမှာဘာမှလုပ်မနေနဲ့လို့ဆိုရဝါဒပဲအဲ့တော့အဲ့ဒီမှာတည်းမဲ့သူကရှုံးသွားပြီနောက်တစ်ခုကတော့အာဟာရသုတ်တိတဲ့ဖျားတော့တောထွက်ပြီးတဲ့အခါမှာအစာအာဟာရတွေကိုနည်းနည်းစားပြီးတော့အစာဖြတ်ပြီးတော့ကျင့်မှုကြိုးစားခဲ့သေးတာလေအဲ့ဒါဘာလို့ကြိုးစားတာတော့ဆိုရင်အစာဖြတ်ခြင်းအပြင်လည်းပဲစင်ကြယ်နိုင်တယ်ဆိုတဲ့အယူဆအရကြိုးစားတာအဲ့ဒါကိုအာဟာရသုတ်တိလို့ခေါ်တယ်အာဟာရဖြင့်တန်တရားဝကလွတ်နိုင်တယ်ဆိုတဲ့အကျင့်ပဲအာဟာရဖြင့်စင်ကြယ်စေနိုင်တယ်ဗမာပြည်မှာလည်းပဲဘုရားဟောတာတော့မဟုတ်ဘူးမိလွတ်စားတယ်ဆိုပြီးတော့စားနေတဲ့လူတွေလည်းရှိတာမိလွတ်စားတယ်ဆိုတာအသီးတွေပဲစားတယ်ပေါ့နော်အဲ့ဒါနဲ့တန်တရားဝကလွတ်တယ်လို့ရှုစားရင်တော့ဒါမှန်ကန်မှုရှိမှာမဟုတ်ဘူးသီလထဲမှာလည်းမပါဘူးနော်မှန်ကန်မှုမရှိနိုင်တချို့လည်းတတ်လို့စားပြီးတော့ကျင့်တယ်ဒါအာဟာရနဲ့ပတ်သက်ပြီးတော့တတ်လို့စားရင်နိဗ္ဗာန်ရတယ်ဆိုပြီးတော့ထင်ပြီးတော့ကျင့်မယ်ဆိုလို့ရှိရင်လည်းဒါလည်းမှန်ကန်မှုမရှိဘူးအာဟာရသုတ်တိဆိုအဲ့ဒါနဲ့လည်းမဟုတ်ဘူးတဲ့အဲ့ဒီနည်းကလည်းပဲစင်ကြယ်တဲ့လမ်းစဉ်မဟုတ်ဘူးလို့မြတ်စွာဘုရားသူမျိုးစုံစမ်းသပ်ပြီးသားမြတ်စွာဘုရားသုတ်တန်တစ်ခုမှဟောတာအာဟာရသုတ်တိနဲ့တန်တရားလွတ်မဲ့ဆိုရင်ငါဟာဒီအာဟာရမျိုးစုံနဲ့ကျင့်ပြီးတော့နေထိုင်ခဲ့ဘူးတဲ့တပြည့်သူတို့ပြောတာတွေကိုစမ်းသပ်ပြီးသားမဟုတ်ဘူးတန်တာရသုတ်တိလည်းမဟုတ်ဘူးအာဟာရသုတ်တိလည်းမဟုတ်ဘူးခုနကဥရကသုတ်တိရေချိုးလို့ရှင်းလည်းပဲအကုသိုလ်အညစ်အကြေးတွေအကုန်စင်နေဆိုတာလည်းမဟုတ်ဘူးအကယ်၍ရေချိုးလို့အကုသိုလ်တွေတန့်စင်စင်ကြယ်မဲ့ဆိုရင်ရှည်ထဲမှာရှိတဲ့ငါးတွေမိချောင်းတွေကလည်းပဲအကုသိုလ်ကလွတ်ကုန်မှာပေါ့ရှည်တော်ဝါရီကအမြဲတမ်းရေချိုးနာပဲနေသူတို့ကြတော့ဘာလို့မလွတ်လဲဒါလည်းပဲရှုပ်တိမရှိတဲ့ကျင့်စဉ်တစ်ခုပဲလို့ဥရကသုတ်တိဆိုတာအဲ့တော့လူတွေဟာတော်ဝါရီဟာနိဗ္ဗာန်ဆိုတဲ့တကယ်လွတ်မြောက်တဲ့အဆင့်ကိုမမှန်ကန်ကန်မသိနိုင်တဲ့အတွက်ကြောင့်မမှန်ကန်တဲ့လမ်းစဉ်တွေပေါ်မှာယုံကြည်ပြီးတော့နိဗ္ဗာန်ဆိုတဲ့မောက္ခကိုရှားဖို့တော့ကြိုးစားကြတာပဲသူနည်းသူဟန်နဲ့ကြိုးစားကြတယ်သို့တော့လွဲချော်ကုန်ကြမရောက်နိုင်ဘူးလမ်းတွေမမှန်ဘူးမမှန်တဲ့လမ်းတွေကိုရှောက်လို့ရှိရင်ဘယ်တော့မှရောက်မှာမဟုတ်ဘူးလွဲချော်ကုန်ကြတယ်
အဲ့တော့သီလဝိတ္တုဒ္ဓိဒိဋ္ဌိဝိတ္တုဒ္ဓိသီလဝိတ္တုဒ္ဓိစိတ်တဝိတ္တုဒ္ဓိအဆင့်မှာတယ်မဲ့အလုံးလမ်းကျသွားပြီဒါပညာမရောက်သေးဘူးဟောအဲ့ဒီအဆင့်နှစ်ခုနဲ့တည်းမဲ့နိဗ္ဗာန်နဲ့ဝေးကုန်ကြတယ်ပေါ့သူဆိုလို့လေပေါ့နော်တန်တရားကလုံဖို့ဆိုပြီးတော့စိတ်တဝိတ္တုဒ္ဓိရအောင်ဆိုပြီးတော့ကျင့်တယ်မြတ်စွာဘုရားမပွင့်ခင်ကအာလာရကာရမတို့ဥဒကတို့ရမဗုဒ္ဓတို့ဆိုဥဒကရစတာတော့သိတာအဲ့တော့သိခြင်းနဲ့မသိခြင်းအဝိဇ္ဇာနဲ့ပညာဒီနှစ်ခုဟာတန်တရားလဲဖို့အတွက်အဝိဇ္ဇာတန်တရားလဲနေတာအဝိဇ္ဇာနိဗ္ဗာန်ကိုရဖို့ကြတော့ပညာသမဒိဋ္ဌိအဲ့ဒီပညာကိုအဆင့်50နဲ့စင်ကြယ်အောင်ဝိပဿနာကျင့်စဉ်ကျင့်တဲ့အခါမှာလေ့ကျင့်အားထုတ်ယူရမှာဖြစ်တယ်အဲ့ဒီဝိတ္တုဒ္ဓိသီလဝိစိတ်တဒိဋ္ဌိဝိတ္တုဒ္ဓိရဲ့ကင်္ခာဝိတရဏဝိတ္တုဒ္ဓိရဲ့မေဃညာဏတသနာဝိတ္တုဒ္ဓိရဲ့ပฏิပဒါညာဏတသနာဝိတ္တုဒ္ဓိရဲ့ညာဏတသနာဝိတ္တုဒ္ဓိရဲ့အဲ့ဒီဝိတ္တုဒ္ဓိ5ပါးသည်ပညာရဲ့ကိုယ်တည်းပဲဖြစ်တယ်ပညာပဲဖြစ်တယ်ခုနသီလဝိတ္တုဒ္ဓိနဲ့စိတ်တဝိတ္တုဒ္ဓိကအမြင့်ပညာရဲ့အမြင့်ဒီ5ခုကပညာကိုယ်တည်းဖြစ်တယ်ဆိုပညာကိုပဲဒီအဆင့်50နဲ့စင်ကြယ်အောင်ကြိုးစားအထောက်အမှာဖြစ်တယ်လို့ဆိုလိုတယ်ပေါ့တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့စနစ်တကျလမ်းညွှန်ပြထားတဲ့ရသော်ဘုရားရဲ့နိဗ္ဗာန်ကိုသွားရလမ်းခရီးဟာအခြေခံအဖြစ်သီလနဲ့သမာဓိကစထားပြီးအသိပညာကိုအဆင့်50နဲ့တိုးမြင့်သွားတဲ့ဝိပဿနာကျင့်စဉ်ကိုဘယ်ပုံကျင့်ရမလဲဆိုတာနောက်ရက်ဒီမှာဆက်ပြီးတော့နာယူမှတ်သားကြပါဘုရားဟောကြားတဲ့ဒီကျင့်စဉ်အတိုင်းရုံရုံကြည်ကြည်နဲ့လိုက်နာကျင့်သုံးနိုင်ကြမယ်ဆိုရင်ဧကန္ဒိဋ္ဌသံဃာကလွတ်ရနိဗ္ဗာန်ကိုရရှိနိုင်ကြမှာဖြစ်တယ်ဆိုတဲ့ယုံကြည်ချက်တရားဖြင့်ကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်းသာဓုသာဓုသာဓုရှိစေချာရအောင်ရှင်ဖေယရှင်ဖေယဘုရားတပည့်တော်တို့သည်ဘုရားတပည့်တော်တို့သည်ဓမ္မအတိညာဓမ္မအတိညာရရှိမှသာလင်ရရှိမှသာလင်နိဗ္ဗာန်ချမ်းသာကိုနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်ပါသောကြောင့်မျက်မှောက်ပြုနိုင်ပါသောကြောင့်ဓမ္မအတိညာဓမ္မအတိညာရရှိစေရန်ရရှိစေရန်ရှိတန်ကြလျက်ရှိတန်ကြလျက်ဓမ္မသဘင်ဓမ္မသဘင်ရှင်ခြင်းပါပြုလုပ်ကြ၍အမတဒါနာဓမ္မဒါနာတရားအလူတော်ကိုပေးလူကြပါကုန်၏ရတော်မြတ်ကိုယုသိလေးမြတ်စွာမမတ်သားသာအာယုန်ထားလျက်နာကြပါကုန်၏နာကြပါတော့ကြာကြာမြတ်အမြတ်ရေတော်